တော်များသေးတယ်ဗျ။ဒီစင်းနဲ့လိုက်ကောက်နေတယ်ပါ။သူတော်တွေကတော့ဘိုးလိုလဲဆိုတချို့ဟာတွေကတွေးလုံးပြီးတော့ဖေးအောင်မှာဆုံးလာရရှိတယ်။လမ်းမှာလည်းဆုံးလာရရှိတယ်။သူကဟိုတဲ့နေဝေးရလာတဲ့ဟာတွေရှိတယ်။ဒါတော့တက်တက်ကြီးကိုလာချတာဗျာ။တကယ်လူစီရဲ့ချိန်ကထိတိုင်းမှုကတော်တော်လေးများတယ်များတယ်။ကျွန်တော်တို့ကဒါကြီးတော့ရုံမာတဲ့ပုံစံမျိုးဖြစ်နေတာ။ ထဲတဲ့ဘာကြီးလေရင်ထိုးချလာပြီဆိုမှအဲ့ဒါဟိုဝစ်တာပဲဝင်ဝစ်တော့ချကြတာပဲထိုးလို့ချတာပဲပြစ်တာပဲဘုံကဝစ်နေတဲ့ချိန်ဝစ်လဲဝစ်ရောကြားတာပဲအုံးအဲ့ဒါကြားလဲကြားရောတော်လေးတော့ထကြည့်လိုက်တော့ဟာခေဆိုမီးလောင်ကုန်နေမှာမီးတွေကိုလောင်းကုန်ပြီပေါ့အဲ့ကျွန်တော်မျိုးသမီးနဲ့အဲ့ဒါနဲ့အိမ်နာတဲ့ပြေးဆိုအိမ်နာတဲ့ဝင်ပုံခံရ